အချက်ချကြပြီးတော့လူတိုင်းနေကျင်တဲ့ဗဟန်းမြို့နယ်မှာအုံနာဘုတ်ပါတဲ့ကွန်ဒိုကိုမှ3,500ကျော်လေးနဲ့ရှာနေရဲဆိုရင်တော့ဒီလိုကွန်ဒိုမျိုးကိုပဲရွေးချယ်ဝယ်ထားတင်ပါတယ်ကွန်ဒိုအခန်းတိုင်းကနေလည်းရွှေတကုံဖျားပြူမြင်ရနိုင်ပြီးတော့ရွှေတောင်ကြားနဲ့အနီးဆုံးနေရာမှာတည်ရှိနေတယ် location အားဖြင့်ဆိုလို့ရှိရင်ဗဟန်းမြို့နယ်ရွှေတောင်ကြားဓမဲစီရီလမ်းမပေါ်မှာတည်ရှိတာဒါဆိုတော့အချက်ချကြပြီးတော့ပေါ့နော်တကယ်ကောင်းတဲ့နေရာမှာဒီလောက်3,500ကျော်နဲ့ရတဲ့အခန်းမျိုးဖြစ်တယ်ဆိုတာကိုယုံတဲ့သူတွေရှိမယ်မထင်ဘူးเนาะဒီနေရာလေးက location လည်းကောင်းတယ်တော်တော်များများလူတွေလည်းမသိကြသေးဘူးအဲ့တော့ကြောင့်မလို့ဒီဗီဒီယိုလေးနဲ့မိတ်ဆက်ပေးလိုက်တာဒီကွန်ဒိုမှာဆိုလို့ရှိရင် facility နေနဲ့ကဂျင်ပါမယ် swimming pool ပါမယ်ကားပါကင်လည်းပါအောင်ပါပြီးတော့24နာရီမီးလည်းရအောင်ပါเนาะအဲ့ဒီပြင်ကိုမှ penthouse လိုချင်တဲ့ solution လဲ4,200 square feet ကျဲတဲ့နှစ်ထပ် penthouse တွေလည်းရှိမယ်ဒီလိုနေရာမှာလူပဲနေထိုင်မလားဒါမှမဟုတ်ရုံးခန်းပဲဖွင့်မလားတင့်တော်ပြီးတော့အဆင်ပြေတယ်အဲ့ဒီပြင်ကိုမှပေါ့နော်ဒီ bank transfer နဲ့ဝယ်မယ် solution လည်းရသလို banking နဲ့လည်းချိတ်ဆက်ပြီးတော့ပေါ့နော်ဝယ်လို့ရပါတယ်ဒီကုန်းနဲ့ပတ်သက်ပြီးတော့အသေးစိတ်သိရှိချင်တဲ့ဆိုရင်တော့ဖော်ပြပါ hotline နံပါတ်လေးကိုဆက်သွယ်ပြီးနော်